မရှင်းနဲ့သေပြီးမှတော့ဘာမှမသိဘူးသေကိုတော့ကိုဘာမှမပါဘူးနားလားအမောင်းနဲ့ကောင်အမောင်းနဲ့မှမနေခဲ့အမောင်းနဲ့ကောင်အမောင်းနဲ့မှမနေခဲ့အမောင်းနဲ့ကောင်အမောင်းနဲ့မှမနေခဲ့သဘောပေါက်လားရသင်ကိုရက်ဆက်တယ်တကယ်ဖြစ်တယ်မင်းနားလေလားဟမ်နားလေဟမ်နားလေလားအမောင်းနဲ့ကောင်အမောင်းနဲ့မှမနေပါတော့ပေါ့နော်ပြောင်းနားလားနားလားအရှုံးပေးပါပြီနားရရှုံးပေးပါပြီမင်းကောဒီလိုကွေမျိုးကိုစောင့်နေတာကြာပြီမင်းကောတခုတော့ကူညီပါကွာမင်းကငါဘာဖြစ်လို့ငါကူညီရမှာဟဲ့နောက်ဆုံးချိန်မှာမင်းကောတခုတော့ကူညီပါမင်းကငါဘာကူညီရမှာလဲစကားနေနဲ့ပြောမယ်နော်တေးတာများစကားတေးတဲ့မသားတဲ့မှာမင်းတော့စကားများတာရှိကိုမရှိဘူးငါတေးသွဲငါ့ကိုမြေမမြုပ်ပါနဲ့ကွာမြေမမြုပ်လို့ငါမရအောင်ဖျားကျင်ကိုတင်ထားမှာမြေမြုပ်ပြီးလို့ရှိရင်ငါ့ကိုဂူးသွင်းလို့ရှိရင်ငါအုပ်ကိုကန်ထရက်ကြီးလက်ထဲကိုမထဲပါနဲ့ပြောင်းဘာလို့ပြောနေဘီလက်မြင်နေလို့ကိုအုပ်ကူပြောကြရင်မသာပြီးနေမှာဆိုလို့ရှာမရှင်းနဲ့သေပြီးမှတော့ဘာမှမသိဘူးသေကိုတော့ကိုဘာမှမပါဘူးနားလားအမောင်းနဲ့ကောင်အမောင်းနဲ့မှမနေခဲ့ထပ်ပြီးတော့စကားနည်းနည်းပြောမယ်ပြောသေရင်လည်းမြန်မြန်သေကွာစကားအများကြီးလားဆိုတော့ပြောပါငါသေငါအုပ်ကူထဲမှာအေးရကိုလေးနဲ့ TV လေးတစ်လုံးစလုံးလေးတက်ပြီးထည့်ပေးလိုက်ပါသေတာတော့မှပဲသေတာတော့မှပဲသူကအေးရကူနေပါလိမ့်မသားအိုက်တက်လို့ခေါင်းလုံးပွဲလေးကိုအေးရကူလေးနဲ့ကြည့်ချင်လို့ပါကွာအကြောက်ဖက်ဆမ်းပါအကြောက်သေတော့စကားနည်းနည်းပြောမယ်နော်ဘယ်မသားမှမင်းတော့စကားမများဘူးကွာမြန်မြန်သေတော့နောက်ဆုံးမြင်တဲ့ကူညီကဘာကူညီငါအမေကိုငါဒီလိုဖြစ်သွားပြီဆိုတဲ့အကြောင်းအမေကိုကြော့သွားတဲ့အကြောင်းလေးငါ့ကိုပြောပြပေးပါဘယ်မင်းကဘယ်မဆုံးမပါမဆုံးမသားမွေးမလည်းမသိပဲနဲ့မင်းအမေကဘယ်ဟိုသွားရှာမှာငါအမေဘယ်မှာလဲဆိုတော့မသိအောင်မင်းအမေဘယ်မှာတော့ငါဒီအေးအေးတော့မင်းနိုင်လားအေးကောင်မင်းကလေးပြောက်ကလေးကမများနေတော့ရမင်းတို့အမောင်လေးကောင်လေးကလေးကမများနေတော့ရဟုတ်ပါဘူးကွာဟဲ့ငါဒီအေးအေးတော့မင်းနိုင်လိုက်ပါအေးတော့နေလေအေးတော့မင်းနိုင်လိုက်ပါမင်းကလေးကမများနေတော့ရမရဘူးကွာတကယ်တော့ရတကယ်ပြောတာပါကွာယုံရတာမဟုတ်ဘူးဘယ်အိမ်ဒီနဲ့အိတ်ထဲကိုတိုက်ဒီငါအမေကိုငါကတော့သွားတဲ့အကြောင်းလေးပြောလို့ရအောင်ငါအမေကိုမသိတာကြည့်လိုက်ပါဟုတ်ပြီသူဆိုကြီးမြေပြူကျက်ခုကမ်းမှာတယောက်တည်းအိမ်လို့မရလို့အဖော်ခေါ်အိမ်အဲ့ဒါမဟုတ်ဘူးဒီမျိုးစားအဲ့ဒါမလို့စားမလို့ဒုက္ခပါဒီကလေးစားမလို့ကလေးကမှမများနဲ့နော်စားမဟုတ်ပြီဟုတ်တယ်နဲ့ဒီလိုကြီးပါသွားရအမမင်းကလေးတယောက်ကိုအာရမကျင်းမှုအဲ့ဒါတရင်စာတွေကပါတဲ့ဥစ္စာဖြတ်ပြီးသိတာဆုံးမဖတ်အိတ်တောင်မလို့ဒီကမှာအမေကလေးကမှများလာရောက်ဟဲ့အမေကလေးကမှများလာရောက်ဒီကမှာငါအမေထပ်ပုံမင်းအမေထပ်ပုံမင်းအမေထပ်ပုံလေးကိုမင်းကြည့်ငါအမေကိုရှာပြီးငါကြော့သွားတဲ့အကြောင်းလေးပြောပြလိုက်ပါဒီကလေးကမှများနေတော့ရောက်ပါဘူးကွာရောက်ပါဘူးငါအမေနာမည်ကဒေါ်ရွှေမိအဲ့ဒီဒေါ်ရွှေမိကိုငါကြော့သွားတဲ့အကြောင်းလေးငါ့ကိုပြောပြပေးပါကွာမင်းအမေကဒေါ်ရွှေမိဟုတ်တယ်ဒေါ်ရွှေမိရဲ့သားမင်းကဒေါ်ရွှေမိရဲ့သားဟုတ်တယ်ဟင်ဘာလို့မရမညီအောင်နေငါငယ်နေအောင်နေငါငယ်နေမင်းသိနေတယ်ညီလေးအောင်နေညီလေးဆိုရင်ငါအကိုကြီးညီလေးအောင်နေအကိုကြီးကုန်ကြလက်ကအောင်နေအောင်နေကိုကြီးကုန်ကြညီကိုတွေဒီမှာလာတော့ညီလေးဘာမှမလုပ်နဲ့အကိုကြီးဆေးုံပုံကဒီနေရာလေဆေးုံနဲ့ဝေးတယ်ဟုတ်တယ်ဆေးုံနဲ့နီးရပြီညီလေးပပူတယ်ပါညီလေးဟာစတဲ့ကွာဆက်ရတယ်ငါညီလေးနဲ့ကွာဒီနေရာမှာလာပြီးတွေ့ရတယ်ကွာကိုကြီးငါတွေ့တယ်ကွာညီလေးကိုကြီးတက်တာလားကိုကြီးမင်းကြီးလေးကိုကြီးမင်းတက်တာနော်အကိုကြီးပြုစုမညီလေးကွာညီလေးဒီနေရာမှာလာတွေ့တယ်ညီလေးတနတ်မလုံးကအချိန်လေးမဆုံးမင်းပြုစုလာတာတရားတော့မယ်ညီလေးမင်းလည်းပြစ်ထားတော့မလားအောင်ချင်းညီလေးပြစ်ထားကိုကြီးကိုကြားမပူနဲ့ညီလေးအောင်နဲ့ငါ့ကိုဆေးရမပို့နဲ့တော့ဆေးကိုမအောင်ဆေးကိုနီးတယ်တေကနီးမညီကိုတွေ့တော့ငါပွက်တယ်ငါရှိပါသေးတယ်
ပို့ပါနဲ့တော့ မင်းကိုဆေးုံပို့မယ် ပို့တယ်တော့မပို့နဲ့တော့ငါရခံစားနေရမပို့ပါနဲ့ အောင်နဲ့မင်းကိုဆေးုံပို့မယ် မပို့ပါနဲ့တော့ငါတေးပါစေမပို့ပါနဲ့မပို့ပါနဲ့တော့ငါရခံစားနေရမပို့ပါနဲ့တော့ မင်းအဲ့မှာပဲသေတော့ မ